ကြီးရှိတယ်ကိုအောင်မြင်သွားမှာကိုသူတို့ထက်ပိုပြီးတော့အမြင့်ကိုရောက်သွားမှာကိုစိုးရိမ်နေတဲ့လူတွေမနာလိုဖြစ်နေတဲ့လူတွေအများကြီးရှိတယ်နောက်ထပ်လည်းတွေ့ရပါလိမ့်ဦးမယ်နောက်ပြီးကြရင်ဘယ်အချိန်များကိုလမ်းမသွားမလဲဘယ်အချိန်များကိုဖုံးကနေဆိုပြီးပြုတ်ကျသွားမလဲဘယ်အချိန်များကိုဒုက္ခရောက်သွားမလဲဆိုပြီးတော့မှဝိုင်းပြီးတော့လောင်ရယ်ဖို့စောင့်ကြည့်နေတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတာကိုမမေ့ပါနဲ့လူရယ်လို့ဖြစ်လာခဲ့ရင်ကိုယ်အလကားနေရင်နဲ့လိုက်ပြီးတော့ပြိုင်နေတဲ့လူတွေကိုယ်ကိုတိုက်ခိုက်နေတဲ့လူတွေနဲ့လည်းကြုံရပါလိမ့်မယ်ကြုံရပါလိမ့်မယ်အဲ့ဒီလိုပဲကိုကတော့အမြင့်ရောက်အောင်ဟိုးအောက်ခြေကနေပြီးတော့မှစူးစမ်းလာလိုက်ရတာဒါပေမဲ့အမြင့်ကိုရောက်ပါပြီဆိုနေမှကိုကြောက်သေးကိုပြန်တွန်းချတဲ့လူမျိုးတွေနဲ့လည်းကြုံရပါလိမ့်မယ်ကိုလိုအပ်စင်တုန်းကတော့ကိုရဲ့အချိန်တွေကိုရဲ့နှုတ်ပြမှုတွေကိုရဲ့စီးစိမ်တွေကိုရဲ့ဂရုစိုက်မှုတွေကိုရဲ့အနစ်နာခံမှုတွေအရာအားလုံးကိုစိတ်တိုင်းကြရယူပိုင်ဆိုင်သွားပြီးတဲ့အခါကျမှကိုထက်တာတယ်လို့ထင်တဲ့လူနဲ့လည်းတွေ့လိုက်ရောကိုကလည်းဒုက္ခတွေဖြစ်တယ်အခက်အခဲတွေလည်းဖြစ်တယ်လို့လည်းကြားရောကိုမလိုအပ်တော့ဘူးဆိုပြီးတော့ပြစ်ပယ်လိုက်တဲ့လူမျိုးတွေနဲ့လည်းတွေ့ရပါလိမ့်မယ်လူဆိုတာကကိုနှိမ့်ကြနေလို့ဆင်းရဲချို့တဲ့နေရင်သာကြွေးရင်ကြွေးလိမ့်မယ်နော်ဒါပေမဲ့သူတို့ထက်တာသွားရင်တော့မနာလိုစိတ်ဖြစ်ဖို့ကအဆင်သင့်ပဲဒါကလူတဘာပါပဲအဲ့ဒီလိုပဲသူတို့ရဲ့အတိုင်းအဝိုင်းတွေသူတို့ရဲ့ဆွေမျိုးတွေသူတို့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့တောင်မှကိုဆက်ဆံမှာခေါ်မှာပြောမှာအကျွမ်းတဝင်နေမှာကိုမကြိုက်ဘူးဝင်တိုတဲ့မစ္စရိယစိတ်တွေဖြစ်တာကိုလည်းခံရပါလိမ့်မယ်တခါတလေမှဦးဇင်းတို့ကအဲ့ဒီလိုမျိုးကိုယ့်အပေါ်မကောင်းမြင်တဲ့လူတွေအားနည်းချက်တွေတိမ်ငယ်စိတ်တွေကိုပဲမြင်တတ်တယ်တစ်ဖက်မှာလည်းကိုယ့်ရဲ့ယက်တီမှုတွေကိုယ့်ရဲ့အောင်မြင်မှုတွေကိုယ့်ရဲ့ကြိုးစားမှုတွေကိုယ့်ရဲ့ပုံစံတွေကိုသဘောကျပြီးတော့အားကျနှစ်ချိုက်တဲ့လူတွေဆိုတာလည်းရှိပါတယ်အဲ့ဒီတော့ဒီຢာတွေအားလုံးကိုခြုံကျုလိုက်ရင်ဒါတွေဟာလောကဓာတ်တရားတွေပဲလောကဓာတ်တရားဆိုတာကတော့ငါကြမှာကြုံရတယ်သူကြမှာအဖြစ်ဆိုးတယ်ဆိုတာမရှိဘူးလူရယ်လို့ဖြစ်လာရင်တတ္တဝါရယ်လို့ဖြစ်လာရင်လောကဓာတ်တရားကကြုံရပါလိမ့်မယ်ဦးဇင်းတို့တွေကိုမပြောနဲ့တော့တလောကလုံးရဲ့အထွတ်မြတ်ဆုံးမှာကိလေသာအညစ်အကြေးကိုဝါသနာဗီဇဒလိဇရိုက်နဲ့တကွအငွေ့အသက်ပါမကြံအောင်ပယ်တတ်တော်မူပြီးပါတယ်ဆိုတဲ့မြတ်ဗုဒ္ဓဟူတော်မှာဆဲတဲ့လူတွေရှိတယ်ဝေဖန်တဲ့လူတွေရှိတယ်ပုတ်ခတ်တဲ့လူတွေရှိတယ်အပြစ်ပြောတဲ့လူတွေရှိတယ်မကောင်းတဲ့အမှုတွေနဲ့ဆွတ်ဆွဲတဲ့လူတွေရှိတယ်တိုက်ခိုက်တဲ့လူတွေရှိတယ်အချွေရန်ပေါင်းသင်းတွေကိုယ့်ရဲ့တပည့်သားတွေတောင်ပြောမရတော့လို့ဘယ်သူမှမရှိဘဲနဲ့တောထဲမှာတပားထဲသွားပြီးတော့သတင်းသုံးရတဲ့အခိုက်အတန့်တွေရှိတယ်အစာရည်စာဆင်းရဲချုပ်တဲ့ခဲ့တဲ့အခိုက်အတန့်တွေရှိသေးတာပဲဦးဇင်းတို့လိုကိလေသာထူပြောတဲ့လူတွေကတော့ဘယ်မှာသာဒီတရားတွေကဘယ်ကင်းနိုင်မှာမလဲလူရယ်လို့ဖြစ်လာရင်မသိမချင်းဒီလောကဓာတ်တွေကြုံရအောင်ပါဒါတွေဟာလောကဓာတ်ရဲ့ပုံမှန်ပြကွက်တွေရိုးရှင်းတဲ့လောကဓာတ်ရဲ့အတက်အကျအနှိမ့်အမြင့်တွေပဲဖြစ်တယ်တကယ်တမ်းဘဝမှာအရေးကြီးဆုံးကတော့လေကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းချမ်းအောင်ဘယ်လိုနေရမလဲဘယ်လိုပြုပြင်ရမလဲဘယ်လိုကိုဆုံးမရမလဲဆိုတဲ့နှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုကသာအဓိကပါဒါကြောင့်နှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းလဲဆိုရင်လောကဓာတ်တရားတွေရဲ့အပေါ်မှာလောကရဲ့သဘာဝတရားရဲ့အပေါ်မှာလူတွေရဲ့ဓလေ့စရိုက်တွေရဲ့အပေါ်မှာအမှန်အတိုင်းလက်ခံနိုင်ရမယ်ဒါမှသာလျှင်နှလုံးစိတ်ဝမ်းငြိမ်းချမ်းအောင်တွေးတတ်မယ်ဆုံးမတတ်မယ်ဆုံးဖြတ်တတ်မယ်လက်ခံနိုင်လိမ့်မယ်ဒါပေမဲ့တရားအသိလေးရှိဖို့တော့လိုတယ်ဒါကြောင့်တရားနာပါတရားတွေနာတဲ့အတိုင်းလည်းပဲသိအောင်ကြိုးစားပါသိတဲ့အတိုင်းလည်း